အာရာဘီတို့ကနမောတသနဲ့ဖះရှိခိုးကြတာပေါ့ကွယ်အာရာမရှိခိုးခင်လေးမှာနမောတသနဲ့ရှိခိုးတဲ့အကျိုးလေးပေါ့အ ਨੇ ဆုံးပေါ့ဘာအကျိုးတွေရလဲဆိုရင်ဒါနဲ့ရှိခိုးရင်စီးပွားတက်တယ်လေဘာတက်တယ်လဲခြေတွေကတက်တာများလားပြက်တာများပြက်ကုန်ပြီအဲ့ပြက်တဲ့အတွက်ကြောင့်နမောတသနဲ့သူကဖះရှိခိုးကြတဲ့စီးပွားတက်လို့တော့စိတ်နဲ့မရှိခိုးနဲ့ပေါ့ကွယ်ရှိခိုးရင်တောက်လို့ဖြစ်လိမ့်မယ်ဘာဖြစ်လိမ့်မလဲအဲ့ဒါလေးမှတ်သွားအကုန်လုံးရပြီးသားမရတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဘယ်နဲ့ပါလဲအဲ့ဒါလေးမှတ်သားလှုပ်တဲ့ပုဂ္ဂိုလ်ပဲပါမှာမရှိခိုးတဲ့ပုဂ္ဂိုလ်ပဲပါရပြီးသားပုဂ္ဂိုလ်ဒီနောက်ဒုတိယအကျိုးကအသက်ရှည်လိမ့်မယ်တဲ့ဘာရှည်လိမ့်မလဲတူနေလားရှည်နေလားတူလိုက်ဘယင်လို့တော့ပူတူသွားပြီပူတူသွားပြီလားတူတာတွေများလာပြီလားအဲ့ဒါကြက်သီးသားအသက်ရှည်ခြင်းတော့ဖះကြတော့ကွဘာရှိခိုးရတော့လဲအလုံးခဏပြောတယ်ဖះဖက်မှအသက်ရှည်တော့မယ်ကွဘာဖက်မှအသက်ရှည်တော့မလဲမင်းတို့နီးပေးနေဘာလုံးနေတာလဲအဲ့ဒါကြက်ထားအမျက်ပြေမယ်တဲ့နံပါတ်3ကဘာပြေမလဲလဲဟိုရတယ်သူကိုမကျေနပ်တာရှိမှာပေါ့ကွသူများရတယ်ကိုကျေနပ်တာရှိမှာပေါ့ကွနမောတသနာအာယုရှိခိုးနေပြေလည်သွားလိမ့်မယ်ဘာဖြစ်သွားလိမ့်မလဲအဲ့ဒါနမောတရှိခိုးတဲ့အဆင့်ပဲရှိသေးတယ်ဟုတ်ရဲ့လားအားလုံးစိတ်ပါလက်ပါနှလုံးသားတဲ့အာယုပြီးတော့နမောတသနဲ့ရှိခိုးကြအာရာလိတို့ရှိခိုးတာနှလုံးသားထဲရအောင်အာယုံပြုပုံတော်ရှိခိုးတယ်ကွဂုံတော်ရှိခိုးတယ်ကွဉာဏ်တော်ရှိခိုးတယ်အားလုံးတော့ပုံတော်တွေးကြမှာပါတွေး